တကယ်တမ်းကသူတို့နှစ်ယောက်ကတယောက်နဲ့တယောက်အရန်ချစ်ကြတဲ့ဆုံတွေပါကောင်လေးရဲ့ညီမကသူ့ကောင်မလေးအတွက်ပစ္စည်းတွားယူပေးနေတဲ့ချွေလမ်းမှာလူဆိုးတွေနဲ့တွေ့၍မထင်မှတ်ကွယ်အသက်ခံလိုက်ရတာအဲ့ဒါကြောင့်ကောင်လေးကသူ့ကောင်မလေးကိုထင်လွဲပြီးစာစနိဆက်တော့တာပဲကောင်မလေးသူ့ကြောင့်ကောင်လေးရဲ့ညီမတေးသွားတာထင်ပြီးခုနှစ်လုံးလုံးကောင်လေးသူ့ကိုဘာခိုင်းဘာစကားတစ်ခွမှမပြောဘဲနဲ့လုပ်ပေးနေတာဒါပေမဲ့ကောင်လေးကကောင်မလေးကန်ဆာထိနေတယ်ဆိုတာကိုတော့မသိဘူးကောင်မလေးကအချိန်ဘလုံးနေနိုင်မှမဟုတ်တော့ဘူးကောင်မလေးဘသူကမှမပြောဘူးတစ်ဖက်မှာကကန်ဆာထင်းနိုင်တဲ့သေးတော့မီတစ်ဖက်မှာကကောင်လေးရဲ့နှိမ့်ဆက်မှုကိုခံနေတယ်တနေ့ကန်ဆာအရန်ပြင်းလာတာကြောင့်သူမကတွေးရန်ဒီမေ့လဲသွားတယ်အဲဟာကိုဆရာဝန်တငယ်ချင်းတွေ့၍သူမကိုဆေးမြမြဆက်ကူဖို့ပြောတော့ကောင်မလေးကဆေးဆက်ကူရင်လဲသူ့ဘဝကအသေးပဲမရှိတော့ဘူးဆို၍အကြိုက်ခဲပျောက်စေကိုပဲတောင်းနေတာအိတ်ချင်းမှာကောင်လေးကမင်းနောက်ကြပြီဆို၍ကောင်မလေးစီစားပို့လာတယ်ကောင်မလေးနဲ့မကောင်းပဲမေ့စေယုံဖွက်ဖို့လုပ်နေတယ်ပြီးတော့ဆရာဝန်ကိုအခုဘာလုပ်ဘာကိုင်တကိုယ်လုံးကြိုက်ခဲ့တယ်အဲ့ဒါကြောင့်အကြိုက်ခဲပျောက်စေထပ်ပေးဖို့တောင်းနေတာကောင်လေးကကောင်မလေးကိုပါတီတစ်ခုရှိတယ်အဲ့ဒါကြောင့်အလားဆုံးအဝတ်ကိုဝတ်ပြီးလာခိုင်းတယ်ကောင်မလေးကုမ္ပဏီရောက်တော့ကောင်လေးကအထဲကိုမဝင်ခိုင်းပဲအတင်းမှာပဲရက်ဆောင်ခိုင်းနေတယ်ကောင်မလေးကနင်းတွေကြောက်၍အယမ်းအေးပြီမဲ့တီးခံပြီးကောင်လေးထွက်လာတာအထိစောင့်နေတယ်ကောင်လေးထွက်လာတာနဲ့ကောင်မလေးအေးနေတာကိုတွေ့ပြီးပဲနည်းနည်းမှဂယုမဆိုင်ပဲနဲ့သူမကန်းချေပါဖွားချင်းတယ်ဆို၍အဲ့ဘက်ကိုလိုက်ဖို့ပြောလိုက်တယ်ကောင်မလေးကအယမ်းအေး၍အဝတ်စားလဲပြီးမှလိုက်မလို့ပြောတော့ချက်ချင်းကြီးကိုလိုက်ခိုင်းတယ်အဲကြောင့်ကောင်မလေးကအေးပြီမဲ့တီးခံပြီးလိုက်သွားတယ်ကန်းချေရောက်တော့သူမကဟိုဟာလိုချင်းနေပြောတော့ကောင်လေးကချက်ချင်းမဲ့ကောင်မလေးကိုသွားဖမ်းခိုင်းတယ်ကောင်မလေးကိုမရအောင်ဖမ်းခိုင်းပြီးသူတို့နှစ်ယောက်ကပြန်သွားလိုက်တယ်နောက်ဆုံးတော့ကောင်မလေးဖမ်းပြီးသူတို့ကိုသွားပေးတော့အဲ့ဟာတေသွားပြီဆို၍ပြစ်လိုက်တယ်အဲ့ချိန်မှာကောင်မလေးပြန်တော့မလို့လို့တော့ကောင်လေးကသူမမပြောသေးဘူးဆို၍ကောင်မလေးကိုသူမကိုတောင်းပန်ခိုင်းနေတယ်ပြီးတော့စပယ်ပေါ်မှာရှိတဲ့အရက်တွေအကုန်လုံးကိုလေတောက်ခိုင်းလိုက်တယ်တကယ်တမ်းတော့သူမကကင်ဆာကြောင့်အရက်တွေတောက်လို့မရတော့ဘူးဒါပေမဲ့ကောင်မလေးကတောက်လိုက်ပါတယ်အဲ့ချိန်မှာကောင်လေးကအဲ့ဟာကိုမြင်တော့စိတ်ပူတာနဲ့စိတ်တူတာနဲ့ဖြစ်နေပြီးကောင်မလေးကိုအိမ်ပြန်သွားခိုင်းလိုက်တယ်